အောင်မြင်မှုဆိုတာလူတိုင်းတယောက်နဲ့တယောက်သတ်မှတ်ထားကြတဲ့အောင်မြင်မှုကမတူကြပါဘူး။တချို့ကအမေရိကန်သမ္မတဖြစ်မှအောင်မြင်မယ်လို့ကိုယ့်ဟာကိုယ်သတ်မှတ်ထားတယ်။တချို့ကလကဘာပေါ်ရောက်ဖို့မှအောင်မြင်တယ်သတ်မှတ်ထားတယ်။တချို့ကဘဏ်အကောင့်ထဲမှာငွေတွေအများကြီးရှိရင်အောင်မြင်တယ်သတ်မှတ်တယ်။တချို့ကြတော့လေရာသီဥတုအေးတဲ့ဒေသလေးမှာဆိုင်လေးဖွင့်ပြီးတီးပင်စားပင်လေးတွေစိုက်ပြီးအေးအေးချမ်းချမ်းနေရဖို့ကသူအောင်မြင်မှုပဲ။ဒီတော့ဘယ်အရာကအောင်မြင်မှုဆိုတာပြောဖို့ခက်ပါတယ်။သိကြတာတစ်ခုကသင်အောင်မြင်မှုကိုသင်ပဲသတ်မှတ်ရတာပါ။သူများလာသတ်မှတ်ပေးထားတဲ့အောင်မြင်မှုကစစ်မှန်ဖို့မလွယ်ပါဘူး။အောင်မြင်မှုရတဲ့အခါသင်ပျော်နေဖို့ကပိုအရေးကြီးပါတယ်။ကိုသတ်မှတ်ထားတဲ့အောင်မြင်မှုရလို့ကိုပျော်နေရဆိုပြီးပြီ။လူတွေသတ်မှတ်ထားတဲ့ငွေကြီးချမ်းသာမှုနာမည်ကျော်ကြားမှုတွေကအောင်မြင်မှုအစစ်မှန်ဟုတ်ချင်မှဟုတ်မှာ။ဒါသူတို့သတ်မှတ်ထားတဲ့အောင်မြင်မှုကိုအများသတ်မှတ်ထားကြတဲ့ငွေကြီးချမ်းသာတာတွေနာမည်ကျော်ကြားတာတွေကအောင်မြင်မှုအစစ်မှန်ဆိုကဘာကျော်ဆိုတော်တွေတန်းကျွယ်တတိတွေမင်းသားမင်းသမီးတွေခွာကိုတည်တည်နေကြမှာမဟုတ်ပါဘူးလူတွေသတ်မှတ်ထားတဲ့အောင်မြင်မှုကိုရပြီးကိုဟာကိုသတ်မှတ်ထားတဲ့အောင်မြင်မှုကိုမရတော့ပြောသလိုရှိနေပေမဲ့မပြောပါဘူးတခုခုလိုနေပါတယ်တခြား pressure တွေလာတဲ့အခါမှာဘဝကိုလက်မြောက်ရှုံးပေးသွားကြတာပါဒီတော့စာရေးသူနားလည်ထားတဲ့အောင်မြင်မှုကမိမိရဲ့နေ့စဉ်ပျော်ရွှင်မှုပါငွေရှိရှိမရှိရှိအလုတ်စင်ဖြည်းဖြည်းမပြေပြေအကျွေးတွေဘလို့ရှိနေရှိနေနေ့စဉ်ရက်ဆက်တိုင်းကိုပျော်ရွှင်စွာနဲ့ပြီးဆုံးသွားတတ်တဲ့သူပျော်နေတဲ့သူကအောင်မြင်သူအစစ်မှန်ပါပဲဥပမာပေးရရင်ကလေးတွေပဲဘာဘူးပဲမှသိမရှိဘူးပျော်နေကြတာနေ့တိုင်းအဲ့ဒါအောင်မြင်မှုပဲအောင်မြင်မှုကကလေးဘဝကရပြီးအသက်ကြီးလာတဲ့အခါဆုံးရှုံးသွားကြတာအသက်ကြီးလာတော့မှအောင်မြင်မှုကိုပြန်ရှာကြရင်းနဲ့အချိန်တွေကုန်သွားကြတာမျိုးပေါ့ဒါရီကစာရေးသူခံယူထားတဲ့အောင်မြင်မှုပါဒါကိုဖတ်ပြီးအမေရိကန်သမ္မတလုပ်ပြီးကမ္ဘာကိုအုပ်ချုပ်ဖို့ကြံနေတဲ့သူတွေမြင်ရင်ရဲမှာပေါ့သူ့အောင်မြင်မှုကဒါမှမဟုတ်တာစာရေးသူသတ်မှတ်ထားတဲ့အောင်မြင်မှုကကြတော့စားကျင်တဲ့အစာကိုဈေးမမေးပဲစားနိုင်မှုရဲ့သွားကျင်တဲ့နေရာကိုချက်ချင်းထသွားနိုင်ဖို့ရဲ့မိဘကိုကိုယ့်လုပ်ရက်တွေအတွက်ဂုဏ်တက်စေဖို့ရဲ့ပဲအများကြီးသိမလို့ပါဘူးဒါဆိုပြည့်စုံပြီဒါကြောင့် post အစကလေးကလူတွေသတ်မှတ်ထားတဲ့အောင်မြင်မှုကတယောက်နဲ့တယောက်လုံးဝမတူဘူးဆိုတာရေးပေးထားတာပါဒီတော့ကိုယ့်ရဲ့အောင်မြင်မှုကိုကိုယ်တိုင်သတ်မှတ်ပါသူများသတ်မှတ်တဲ့အောင်မြင်မှုနောက်မလိုက်ပါနဲ့ရခဲ့ရင်တော့သင်ပျော်ခြင်းမှပျော်ရမှာပါရသွားတဲ့အခါတကယ်ပျော်ရွှင်ရမယ့်အောင်မြင်မှုကမှတင့်အတွက်အောင်မြင်မှုအစစ်မှန်ပါတဲ့အောင်မြင်မှုကိုသွားတဲ့လမ်းမှာသူများအသက်တွေဘဝတွေမပါဖို့တော့တတိထားလျှောက်လန့်ပေါ့အောင်မြင်တော့သူများဖြစ်လာကြပါစေဗျာ